တယ်မှာသူတို့ပေါက်ကြားလာတော့လည်းကောင်းတရင်အချက်လက်တော့ကောင်းသူတို့ရဲ့ဒီရုံမာမှုပေါ့ရုံမာမှုဆိုတာဒါစစ်ရဆိုးမှုလို့ပဲပြောရမယ်ဗျဆောင်ရွက်ဖို့ကကြတော့အဲ့ဒီတုံပန်းတွေဖမ်းထားတဲ့နေအောင် Jet Fighter လေယာဉ်2စီးနဲ့စက်တင်ဘာ9ရက်နေ့ည9:00 နာရီခွဲမှာဘုံကျဲပြတယ်စီးရေးပြတ်တွေရှိတယ်စီးရေးပြတ်တွေမကျုပ်အဲ့ဒီတုံပန်းတွေထားတဲ့နေရာကိုပဲအဓိကထားတိုက်ကတ်ထားပြီးကျဲသွားတာကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲဒီ position တင်သွားတာပေါ့နော်ဒီ air strike position ကအဲ့ကိုတင်သွားတယ်ဗျတင်သွားတော့ကျွန်တော်တို့တုံပန်း50ကျော်သေးတယ်အမြောက်အများအပြင်းထန်ထန်ရရတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ဒီအာရခတက်တော် AA ထုတ်ပြန်ကြေညာတဲ့ထဲမှာပါတယ်နောက်ထပ်အနေနဲ့ဒီ2024 February 8ရက်နေ့ကမြောက်ဦးကဒီခမရ308ကို AA သိမ်းပိုက်လိုက်တယ်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်အဲ့ဒီတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့တဲမှာကျွန်တော်တို့ဒီစခန်းထဲမှာပေါ့နော်ကျွန်တော်တို့မြောက်ဦးရဲ့ခမရ308ထဲမှာအဖမ်းခံရတဲ့ကျွန်တော်တို့သတင်းတော့ကိုမြတ်သူထွန်းတဲ့ဒီနိုင်ငံတကာတက်မောသားကိုကျော်စံဝေးအပါဝင်9ဦးတပ်ဖြတ်ခံရတယ်ဗျအဲ့ဒီတပ်ဖြတ်ခံရတာလည်းတခြားကြောင့်မို့အဲ့စခန်းကိုကျွန်တော်သိမ်းနိုင်လို့အဲ့စခန်းကိုသိမ်းနိုင်လို့ပဲကျွန်တော်တို့သိရတာစခန်းကိုမသိမ်းနိုင်ကျွန်တော်မသိရအောင်ဘယ်လိုပဲဖြစ်ဖြစ်ဒီအာရခတက်တော် AA ကဒီလိုစခန်းတွေကိုရအောင်တိုက်ပြီးဒီလိုကိစ္စမျိုးတွေရအောင်ပြန်ပြီးအချက်လက်သတင်းစာပြန်စုဆောင်းတယ်ပြီးတော့နောက်တစ်ခုကအဲ့ဒီမှာပါဝင်တဲ့ဒီဘယ်လိုခေါ်မလဲကျူးလွန်နေပေါ့နော်ကျူးလွန်တဲ့လူတွေကိုလည်းကျွန်တော်တို့အရှင်မိတယ်သူတို့ကိုယ်တိုင်ထွက်ဆိုတယ်လက်ရှိလည်း AA စီမှာ3ပန်းအဖြစ်ဖမ်းဆီးထားတာရှိတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်တော့စခန်းတွေကိုသိမ်းနိုင်မှာဗျသိမ်းနိုင်မှာအဲ့ကိစ္စတွေကကျွန်တော်တို့သိရတာမသိမ်းနိုင်ကျွန်တော်တို့မသိရအောင်စကန်အပြင်မှာကျူးလွန်နေရွာတွေကိုဝင်စီးတယ်တခါရွာတွေကိုဝင်စီးတယ်မီးရှို့တယ်မရင်းကျင်းတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့သိနိုင်ပေမဲ့စကန်တွင်ကျူးလွန်မှုစကန်တွင်စိတ်ရာဇဝတ်မှုတွေကကျွန်တော်တို့ကစကန်တွေကိုသိနိုင်မှသိတာသိပြီးွားလို့ရှိရင်လည်းကျွန်တော်တို့ဒီလိုဟာမျိုးတွေအရှင်ဒီပေါ့နော်3ပန်းမိတဲ့လူတွေပေါ့3ပန်းတွေကကျွန်တော်တို့မေးရမယ်3ပန်းတွေမေးရမင်းတို့အရင်ကဘယ်နှယောက်ဖမ်းထားလဲဘယ်လိုတွေလုပ်လိုက်လဲဒီလူတွေရောဗမာလဲဆိုတော့မေးရမယ်ဗျဒါကဒီမြန်မာတနိုင်ငံလုံးပေါ့နော်ဒီစစ်ကောင်စီစစ်ကော်မရှင်ပေါ့ဒီစစ်ကော်မရှင်ရဲ့စခန်းနေပြီးအဲ့ဒီအချက်တွေလည်းကျွန်တော်ထည့်သွင်းရမယ်ဗျထည့်သွင်းရမယ်ဆိုတာဘယ်လိုပဲဖြစ်ဖြစ်ကဒီစစ်အနိုင်တိုက်ရေးမှာအဲ့ဒီအရာတွေကပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချက်လက်တွေတိမှသူတို့ရဲ့ကိစ္စတွေကိုထောက်ရတာသူတို့ရဲ့စစ်ရာဇဝတ်မှုတွေဆိုတာစစ်ဆိုအနိုင်တိုက်ရင်ပြီးရောမဖြစ်ဘူးမဟုတ်ဘူးသူတို့တွေကိုဒီလိုဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ခြေမုံရတဲ့အကြောင်းရင်းကအများကြီးပေါ့အဲ့ဒီအထောက်ထားတွေလည်းပြပြီးတော့ကျွန်တော်တို့ဒီဘလို့ပဲဖြစ်ဖြစ်ကပြည်နယ်လွတ်မြောက်ရေးဆိုတာကောင်းနေလို့ရှိရင်တော့ကောင်းနေတယ်ဆိုရှင်တော့အကုန်လုံးကတော့ဘလို့ပဲဖြစ်ဖြစ်ကလက်ခံပါမကောင်းတဲ့လူကတော့ကျွန်တော်တို့လွတ်မြောက်အောင်လုပ်မှာပဲဒီအနိုင်ကျင့်ဗိုလ်ကြနေဆိုတော့ကျွန်တော်တို့လွတ်မြောက်အောင်လုပ်ကြမှာကြီးပဲအဲ့ဒီအတွက်ကပြည်နယ်လွတ်မြောက်ရေးလုပ်ရတော့မယ်အဲ့ပြည်နယ်လွတ်မြောက်ရေးမှာလည်းအဲ့ဒီအကြောင်းပြချက်တွေအဲ့ဒီတက်သေးတွေကလည်းရှိဖို့လိုတယ်ဗျစစ်အနိုင်တိုက်ရေးမှာအဲ့ဒါတွေကရှိဖို့လိုတယ်ဒီစစ်ဆိုတာပြီးနိုင်ရင်ပြီးရောရန်သူကိုချိန်မုံမှန်ဆိုတဲ့ဟာတခုနဲ့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီအဖွဲ့အစည်းတခုအကြီးအပြင်ကျွန်တော်တို့အဖွဲ့အစည်းတခုအကြီးပေါ့နော်အဖွဲ့အစည်းတခုကျွန်တော်တို့နိုင်ငံရေးမှန်ချက်ရှိတယ်ဗျာနိုင်ငံရေးမှန်ချက်ရှိတယ်ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်လုပ်ဖို့နိုင်ငံရေးမှန်ချက်လုပ်တဲ့ခါကျဒီဟာတွေဒီကျွန်တော်တို့ဒီထောက်ပြရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့အာရခတက်တော် AA ရဲ့အဲ့ဒီခုနကသူတို့အယူဆပေါ့နော်ကျွန်တော်ပြောရတဲ့ဒီ on war ရဲ့ strategy ကတကယ်ဟိုဖြစ်နိုင်အယူဆကကျွန်တော်ဒါသုံးသက်ဒီဟိုပေါ့နော်တွေ့ရတာပေါ့နော်ဘာလို့လဲဆိုတော့သူတို့အမ်းမြို့ရဲ့ဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတိုက်တာများသောအားဖြင့်ဆိုရင်ဘယ်လိုခေါ်မလဲအမ်းမြို့စစ်ဌာနချုပ်ကိုတိုက်ခံနေကြရင်စစ်ဌာနချုပ်ကြီးကိုတိုက်ဖို့အတွက်ကတော်တော်အခြေယူမယ်လက်နက်ဖြည့်မယ်ထောက်ပံ့ရေးအင်အားဘာညာဆိုမလို့ဘာကြောင့်လဲဆိုတော့ on war strategy မှာ non stop တိုက်တာအမားတွေပဲတိုက်တာတကယ်လည်းအမားတွေပဲတိုက်တာဘာလို့လဲဆိုတော့2024အောက်တိုဘာ26ရက်နေ့မှာအမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုစတင်ထိုးစစ်ဆင်တယ်အဲ့စတင်ထိုးစစ်ဆင်တာကလည်းဒီရခိုင်ပြည်နယ်လွတ်မြောက်ရေးအတွက်တိုက်တဲ့အခါကြိုးပမ်းတဲ့အခါဒီစစ်ဌာနချုပ်ကြီးရှိဒီနယ်မြေကဘယ်တော့မှလွတ်မြောက်မှာလည်းမဟုတ်ဘူးစိုးမိုးနိုင်မှာလည်းမဟုတ်ဘူး
ကိုဘကျွန်တော်တို့ပေါ့နော်ဒီဘလို့ပဲတိုက်ဒီအောင်စိုးမိုးနိုင်ပြီဆိုတဲ့ဟာမျိုးကမရှိဘူးနည်းနည်းခဏစစ်နာတဲ့အချိန်လောက်ပဲရှိမယ်ဘာကြောင့်လဲဆိုတော့ဒီစစ်ဌာနချုပ်ထဲမှာအင်အားဖြည့်မယ်ကိုကဲရုံရှိမယ်မဟာဗျူဟာရုံတွေရှိမယ်ဘလို့တိုက်မယ်ဘယ်ရဆိုသတင်းအချက်လက်တွေရှိမယ်အဲ့ဒီဟာတွေကိုမဖြိုခွင်းနိုင်သေးမချေမုန်းနိုင်သေးရတော့အဲ့ဒီပြည်နယ်ကဘယ်တော့မှစိုးမိုးနိုင်မှာလည်းမဟုတ်သူတို့လွတ်မြောက်နိုင်မှာလည်းမဟုတ်အဲ့ဒီအတွက်ကတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုချတယ်တိုက်တယ်စတင်ထိုးစစ်ဆင်ပြီးတော့ကျွန်တော်တို့ဒီအမ်းမြို့ရဲ့အနောက်ပိုင်းစစ်ဌာနချုပ်ကိုရတယ်ဘယ်နေ့ရလဲဆိုတော့ကျွန်တော်တို့ဒီဇင်ဘာ2024ဒီဇင်ဘာ26မှာအမ်းမြို့ရဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရတယ်အမ်းမြို့ရဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရပြီးတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်ကစစ်အာဏာဒီစစ်ကော်မရှင်ပေါ့နော်စစ်ကော်မရှင်အာဏာသိမ်းစစ်တပ်ရဲ့ထိန်းချုပ်မှုကနေလွတ်မြောက်ဖို့အလားအလာများပါတယ်ကျွန်တော် comment center မှာမရှိရင်ကျွန်တော်တို့ဘလို့မှလုပ်လို့မရအောင်အဲ့ဒီအချက်လက်ကိုအခြေခံပြီးတော့ကျွန်တော်တို့ဒီ John Boyd ဆိုတာကလည်းကျွန်တော်တို့ဒီ American Military Strategy တို့ဒီတခြားဒီ European ရဲ့ဒီ Modern Warfare ပေါ့နော် Modern Warfare မှာတော်တော်များများသုံးတဲ့ဘယ်လိုခေါ်မလဲဒီ strategy ဗျ strategy မှာတော့ကျွန်တော်အချင်းချုပ်ပြောရရင်တော့တစ်ခုပဲဗျသူက OODA Observe Orient Decide Act အဲ့ဒီပုံမူတည်ပြီးတော့ပဲချက်ချင်းဆောင်ရတာဒါမဟာဗျူဟာပေါ့နော်ဒီအဲ့ဟာမျိုးကိုဒီကုတ်ကဲရေးရုံးမှာပဲလုပ်လို့ရတာကုတ်ကဲရေးရုံးမှာအဲ့လိုဟာမျိုးမလုပ်နိုင်ဌာနချုပ်ဝင်ချရတာဒါတော့မဟာဗျူဟာရပါတော့မဟာဗျူဟာရကိုတိမ့်ရမသိမ့်လို့လည်းမရအောင်ကြော်ဝါလို့လည်းမရဘူးပတ်ရှောင်လို့လည်းမရဘူးဒီတိုင်းထားလို့လည်းမရဘူးနေမြေစိုးမိုးရရင်ပြီးရောဆိုတာမဟုတ်နေမြေလွတ်မြောက်ရေးကိုလုပ်ရမှာလွတ်မြောက်မှစိုးမိုးလို့ရမှာစိုးမိုးတယ်ဆိုတာဒီသူလည်းရှိတယ်ကိုလည်းရှိတယ်ဒီနေမြေမှာအဆင်မပြေဘူးခဏလောက်တော့အဆင်ပြေနေမှာပေါ့ဗျာအချိန်ကာလတစ်ခုတော့တစ်လတန်ဒီနှစ်လတန်ဒီ6လတန်ဒီဒါအဆင်ပြေနေမယ်မဟုတ်ဘူးနေမြေစိုးမိုးမှုထက်နေမြေလွတ်မြောက်ဖို့လိုတယ်လွတ်မြောက်ဖို့အတွက်ဒီဌာနချုပ်ကြီးကိုကျွန်တော်တို့ခြေမုံမှရမယ်ခြေမုံမှုအတွက်လည်းသူတို့ဒီအဆက်မပြတ်ထိုးစင်တဲ့ဒီရခိုင်ပြည်နယ်တစ်ခုလုံးစောတာအဲ့ဒီစစ်သမိုင်းဒီစစ်ကောင်စီရေပေါ့နော်ဒီစစ်ကော်မရှင်ရဲ့ဒီစစ်သမိုင်းမှာလဲဒီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရေပြီးနောက်တစ်ခုကဒီလာရှိုးမြို့အရှိမြောက်ပိုင်းစစ်ဌာနချုပ်ပေါ့နော် MMDA တိုက်ခိုက်ချေမှုလိုက်တာစစ်သမိုင်းမှာစစ်ဌာနချုပ်ကြီးကြတယ်ဆိုတော့ဒီ2024 10-20 မှာကြတာဗျချေမှုခံရတယ်ပေါ့ဗျာချေမှုခံရတယ်အဲ့ဒီချေမှုခံရတယ်ဒါစစ်သမိုင်းမှာဒီဟာကပြောရရင်ဘယ်လိုပဲဖြစ်ဖြစ်နော်ကျွန်တော်တို့တောက်လျှောက်ကိုကြည်တာဘယ်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာစစ်ဌာနချုပ်ချေမှုခံရတယ်ဒီစစ်ကော်မရှင်လက်ထက်ပဲရှိတယ်ဒီစစ်ကော်မရှင်လက်ထက်ဘာလို့ဒီစစ်ကော်မရှင်လက်ထက်မှာချေမှုခံရတယ်လဲဆိုရင်သူတို့ရဲ့ဒီလက်ရှိ2021အာဏာသိမ်းပြီးနောက်ပိုင်းပေါ့နော်အခုလက်ရှိအထိကျွန်တော်စစ်ကော်မရှင်ရဲ့ဒီဆောင်ရွက်မှုတွေမဟာဗျူဟာတွေဒီနိုင်ငံရေးလှုပ်ရှားမှုတွေကျွန်တော်လေ့လာတလောက်ပေါ့နော်ကျွန်တော်လေ့လာတလောက်သူတို့လုပ်တဲ့ပုံစံကဒီကျွန်တော်တို့ hybrid warfare strategy တော့တခြားမဟုတ်ဗျာကျွန်တော်တို့ Crimea 2014အတူတူပဲเนาะဒါဒီကအဲ့ပုံစံကိုသုံးရ Russia Crimea မှာကျူးကျော်တယ်တပုံများသောအားဖြင့်တော်တော်တူညီတယ်အဲ့ဒီပုံစံမျိုးကိုလည်းအဲ့ strategy ကိုလည်းအဲ့ strategy အယူဆအများသုံးထားတယ်လို့လည်းကျွန်တော်ယူဆရတယ်ဒီစစ်ကော်မရှင်ကဒီ hybrid warfare strategy အဲ့ဒီ strategy ကိုသုံးရတာက Crimea 2014မှာအဲ့ဒီဟာကိုမိညမ်းပြီးတော့ဒီစစ်ကော်မရှင်ကမဟာဗျူဟာပြင်တာဗျတောက်လျှောက်လဲအဲ့ဒီအတိုင်းလာနိုင်တယ်လို့လည်းကျွန်တော်ဒါယူဆမိတယ်ပေါ့နော်ဒါယူဆမိတယ်သုံးကျင်လဲသုံးမယ်မသုံးကျင်လဲမသုံးဒါပေမဲ့ယူဆမိတယ်လက်ရှိကတော့များသောအားဖြင့်အချက်တွေကတော့တူညီနေတာတွေ့ရတယ် Crimea 2014ဒီတိုက်ပွဲဟာမလရှိရနေကစပြီးကပ္ပစာ strategy အဲ့မဟာဗျူဟာကိုစစ်ကောင်စီဘာလို့သုံးရလဲဆိုတဲ့ဖြစ်ပွားနေတာလို့သူကပြောနေစီကိုပြောပါတယ်စစ်ကော်မရှင်ဟာတိုက်ပွဲပတ်ဝန်းကျင်ကို drone စက်တပ်နေပြီးရုပ်တရက်အာဏာသိမ်းလိုက်ဟိုမှာလည်းရုပ်တရက်ဝင်တိုက်လက်ကြီးတွေနဲ့ပါပူပေးနေရပြီးလေကြောင်းတွေပုံကျဲတယ်မီးလောင်ဘုံတွေကိုအသုံးပြုတိုက်ခိုက်ရလို့ဆိုပါတယ်ရွေးကောက်ပွဲဟိုမှာလည်းဆန္ဒခံယူပွဲပေါ့ဆန္ဒခံယူပွဲတွေပြုလုပ်တယ်အတွက်ပြီးရင်သူတို့